Hello မင်္ဂလာခင်ဗျာဒီကကျတော့ Higen House ကုန်း AC Power Transfer 4E Memory ကားလေးပါနော်ကျွန်တော်2015အထက်တွေမှားထားတဲ့ချင်းညီကိုတွေအတွက်နော်ဒီကောင်လေးက Memory လေးဖြစ်သွားမှာမယ်နော်ဟုတ်ကဲ့ခင်ဗျာMemory လေး Transfer ဆိုတော့နည်းပူမိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်မှန် sport ရှိမရှိမှန်အကွဲရှိမရှိပါခင်ဗျာနော်ပြပေးတာပါဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်အထက်ပြိုင်ပါမယ်နော်ဟုတ်ကဲ့အထဲမှာကျတော့ကျွန်တော်တို့ဒါကတော့ယူပါပဲနော်ကီးလဲယူကီးပါပဲဒီကောင်ဘက်ထရီမရလို့ကျွန်တော်ဆက်နှိုးလို့မရပါဘူးနော်ဆက်နှိုးမရပါဘူးနော်ဟုတ်ကဲ့ပါAC ဟုတ်ကဲ့ AC 4V ဟုတ်ကဲ့ပါမြန်နော်memory တော်တော်ရှိတယ်ဗျနော်ဟုတ်မောင်းတဲ့ကောင်တော်ရှိဂျပန်တော်တော်ရှိငရှိတယ်ဗျဟုတ်ကဲ့ဒါချင်းနေအောက်ပါနော်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်ဖိနန်အောက်လေးပြပေးတာပါဒီကောင်ကဂျပန်ကျွန်တော်တို့ paper list တွေနော်ဂျပန်မှာကျွန်တော်တို့ဒီကားရဲ့ paper list လေးပါဂျပန်မှာကားဝင်တော်တော်လေးမိုက်ပါတယ်ဒီ paper တစ်ခုနဲ့အရာအားလုံးပြည့်စုံတယ်တော်တော်မိုက်တယ်နော်ဟုတ်ကဲ့ထိချက်တွေလည်းပြထားပေးတယ်ဘာမကောင်းစားလည်းပြထားပေးတယ်နော်ဟုတ်ကဲ့ပါခင်ဗျာနော်အဲ့ဒါလေးပြပေးတာပါဟုတ်ကဲ့ပါခင်ဗျာဒီကလေးနောက်ကန်လေးပါနော်ဟုတ်ကဲ့ဒီကခေါင်းအောင်လေးကျွန်တော်လေးရိုက်ပြပေးမယ်နော်ခေါင်းအောင်လေးရိုက်ပြပေးတာပါဟုတ်ကဲ့နောက်ကန်အဲ့ဆိုရင်အောက်လေးတေချာရိုက်ပြပေးပါနော်ချင်းကြီးကိုတို့တေချာလေးကြည့်လို့ရအောင်ရိုက်ပြပေးပါမယ်ဟုတ်ကဲ့ပါခင်ဗျာဒီကတော့ဟုတ်ကဲ့အနောက်ခတ်ဖတ်ပါနော်ဟုတ်ကဲ့ကြည့်ရှုပေးလို့ကျေးဇူးပါ